အားလုံးပဲမင်္ဂလာပါ Daily Voice ဖော်ပေါ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့နိုဝင်ဘာလ9ရက်တနင်္ဂနွေနေ့ညမှာရှင်ပြိုင်ကစားကြမယ်ပရီးမီးယားလိပွဲစဉ်17ရဲ့အကောင်းဆုံးပွဲစဉ်တွေဖြစ်တဲ့ Manchester City နဲ့ Liverpool တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်အပါအဝင် Aston Villa နဲ့ Bournemouth Brentford နဲ့ Newcastle Crystal Palace နဲ့ Brighton Nottingham Forest နဲ့ Leeds United အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကတော့ Aston Villa နဲ့ Bournemouth တို့ရဲ့ပွဲစဉ်ဟာဆိုရင်ဒီပွဲကမြန်မာစံတော်ချိန်ည8 နာရီခွဲအချိန်မှာအရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ Aston Villa တို့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကမဆိုးတဲ့အနေအထားမျိုးလို့ပြောရမယ်ဒါနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်လည်း3ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကဘုံမောက်အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဘုံမောက်အသင်းကလည်းလက်ရှိမှာအသင်းရဲ့ခြေစွမ်းပိုင်းရလဒ်ပိုင်းတွေကအကောင်းဆုံးပုံစံမျိုးကိုမြင်တွေ့နေရတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ2ပွဲနိုင်2ပွဲတည်း1ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဒီနှစ်သင်းမှာကထိတိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးတွေ့ဆုံခဲ့တဲ့9ပွဲမှာဆိုလို့ရှိရင်အင်ရှင် Aston Villa အသင်းက3ချိန်တိုင်းကျန်တဲ့2ချိန်ကတော့တရေရလဒ်သာထွက်ပေါ်ထားတာဖြစ်ပြီးလက်ရှိအနေထားအရဆိုလို့ရှိရင်တော့နှစ်သင်းလုံးကဒါခြေစွမ်းပိုင်းရလဒ်ပိုင်းမှာပါတိတ်ပြီးတော့ကွာခြားမှုမရှိလာတဲ့အနေအထားမျိုးလို့ပြောရမယ်ဒီပွဲကလည်းအိမ်ကွဲအဝေးကွင်းစမ်းဆောင်ရေးပိုင်းအပြင်ဆိုလို့ရှိရင်တော့ Aston Villa အသင်းမှာကအိမ်ကွဲပွဲစဉ်9ပွဲမှာ3ပွဲနိုင်2ပွဲတည်းတပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးရာကို6ကိုနဲ့ပေကိုကတော့9ကိုထိကိုပြန်လည်ပြီးတော့ခွင့်ပြုထားရတယ်ဆိုတော့အိမ်ကွင်းစမ်းဆောင်ရေးပိုင်းအရာဆိုတော့ဒါဆိုတော့မဆိုဘူးဒါပေမဲ့ပေကိုတော့နည်းနည်းလေးများတယ်ပေါ့နော်တစ်ဖက်ကဘုံမောက်ကကြတော့လေအဝေးကွင်းပွဲစဉ်9ပွဲကစားခဲ့ရမှာတပွဲပဲနိုင်ပြီးတော့2ပွဲတည်း2ပွဲထိကိုရှုံးနေထားတယ်ပြီးတော့ရာကို9ကိုနဲ့ပေကိုကတော့12ကိုထိကိုပြန်လည်ပြီးတော့ခွင့်ပြုထားရလည်းဖြစ်ပါတယ်ဘုံမောက်တို့အနေနဲ့လက်ရှိမှာစွမ်းဆောင်ရေးကောင်းတွေကိုချပြထားတော့မှန်တယ်ဒါအဝေးကွင်းစွမ်းဆောင်ရေးပိုင်းမှာတော်တော်လေးညံ့နေပေါ့နော်တပွဲပဲနိုင်တယ်ပြီးတော့ပေးကိုကလည်း12ကိုထိကိုပြန်လဲပြီးတော့ခွင့်ပြုထားရတာဆိုတော့အားရစရာတော့မရှိဘူးဒီပွဲမှာကဖွင့်လှစ်ထားတဲ့ပေါက်ကျဲရဆိုလို့ရှိရင်တော့ Aston Villa တို့အနေနဲ့ဘုံမောက်အသင်းကို level 30ရှုံးကြေးဖွင့်ထားတာဖြစ်ပြီးဂိုးပေါင်းအရဆိုတော့နှလုံးကို100ရှုံးကြေးဖွင့်ထားတာလည်းဖြစ်ပါတယ်တစ်ဖက်ကဘုံမောက်အသင်းကလည်းလက်ရှိမှာဒါအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကပုံစံကောင်းနေမှာပဲရှိနေတာဖြစ်ပြီးတော့ Aston Villa အသင်းရဲ့ဒီလက်ရှိအနေအထားအရဆိုလို့ရှိရင်ကျွန်တော်အရန်ကြီးတော့လည်းစိတ်ချထားလို့တော့မရဘူးဆိုတော့ပွဲစဉ်ရဲ့ရားလက်ကကျွန်တော်ရဲ့အကြိုက်ဆိုရင်တော့ဒါ2-2နောက်2-1-1-2အဲ့လိုရားလက်မျိုးလောက်နေပဲပြီးသွားဖို့များတယ်ဆိုတော့ဒီပွဲကအသင်းကိုဒါရွေးချယ်ထားတဲ့စာလို့ရှိရင်နှစ်သင်းပေါင်း3ခုက3လုံးပြစ်ဖို့အတွက်လည်းအရန်ကြီးတော့လည်းဒါမခက်ခဲနိုင်တဲ့ပွဲစဉ်မျိုးဖြစ်လို့3လုံးဆိုရင်100အပြည့်စားရမယ်ဂိုးအများကိုပဲပို့ပြီးတော့အကြိုက်တွင်းပြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်နောက်ထပ်ဗရန်ဖို့တင်းရဲ့နယူကာဆယ်တင်းတို့ရဲ့ပွဲစဉ်ကဒီပွဲဆိုလို့ရှိရင်မြန်မာစံတော်ချိန်ည8 နာရီခွဲအချိန်မှာရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်ဗရန်ဖို့တို့အနေနဲ့ဒီလက်ရှိမှာဆိုလို့ရှိရင်တော့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကဒါမစိုးဘူးလို့ပြောရမယ်နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်3ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်တစ်ဖက်ကနယူကာဆယ်တင်းကိုကြည့်မယ်ဆိုရင်ဒါနယူကာဆယ်တင်းကတော့နောက်ဆုံးကစားခဲ့တဲ့ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင်ရလဒ်ပိုင်းတွေကတောက်လျှောက်ဆိုသလိုပဲပြန်လည်ပြီးတော့ကောင်းမွန်လာခဲ့တာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်4ပွဲနိုင်တပွဲသာရှုံးနေထားတာလည်းဖြစ်ပါတယ်ဒီနှစ်သင်းမှာကလည်းထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးတွေ့ဆုံခဲ့တဲ့9ပွဲမှာဆိုလို့ရှိရင်အင်ရှင်ဘရန်ဖို့အသင်းကတစ်ချိန်နိုင်နယူကာဆယ်အသင်းကတော့3ချိန်နိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးတစ်ချိန်ကတော့ဒါတရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်လက်ရှိအနေထားအရဆိုလို့ရှိရင်တော့ဘရန်ဖို့အသင်းနဲ့စာလို့ရှိရင်နယူကာဆယ်အသင်းကပဲခြေစွမ်းပိုင်းရောရလက်ပိုင်းမှာပါပို့ပြီးတော့တင်ငြိမ်မှုရှိတယ်လို့ပို့ပြီးတော့လည်းကောင်းတယ်ကစားသမားစုဖွဲ့မှုပိုင်းမှာလည်းပို့ပြီးတော့ဒါတောင်းတင်းမှုရှိတဲ့အနေအထားမျိုးလို့ပြောရမယ်ဒီပွဲကလည်းဒီဒဏ်ရာရတဲ့အပိုင်းဆိုလို့ရှိရင်တော့ဘရန်ဖို့အသင်းမှာကတော့မရှိဘူးနယူကာဆယ်အသင်းမှာဆိုလို့ရှိရင်တော့ဒါအဓိကကစားသမားဖြစ်တဲ့ဂေါ်ဒန်အပါအဝင်ဒါ9ယောက်ကတော့ဒဏ်ရာပြဿနာကြုံတွေ့နေရတာလည်းဖြစ်ပါတယ်အင်ကွဲဝေးကွဲနေထားရဆိုလို့ရှိရင်တော့ဒီဘရန်ဖို့တို့အနေနဲ့အင်ကွဲပွဲစဉ်9ပွဲမှာ3ပွဲနိုင်1ပွဲတည်း1ပွဲရှုံးရာကို9ကိုနဲ့ပေးကိုကတော့6ကိုပြန်လည်ပြီးတော့ခွင့်ပြုထားရတယ်ဆိုတော့ဒီဘရန်ဖို့အသင်းရဲ့အင်ကွဲဆောင်းဆောင်ရေးပိုင်းကတော်တော်လေးကောင်းတယ်လို့ပြောရမယ်တစ်ဖက်ကဒီနယူကာဆယ်အသင်းကိုကြည့်မယ်ဆိုရင်ဒါနယူကာဆယ်တို့အနေနဲ့အဝေးကွင်းပွဲစဉ်9ပွဲမှာဆိုလို့ရှိရင်နိုင်ပွဲလုံးဝမရှိဘူး3ပွဲတည်း2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားကရာကို2ကိုနဲ့ပေးကိုကတော့9ကိုထိကိုပြန်လည်ပြီးတော့ခွင့်ပြုထားရလည်းဖြစ်ပါတယ်ဆိုတော့ဒါအဝေးကွင်းစောင်းဆောင်ရေးပိုင်းမှာဆိုလို့ရှိရင်တော့ဒါနယူကာဆယ်အသင်းကအားရစရာမရှိဘူးပေါ့လေပြီးတော့ဒီနှစ်သင်းမှာကကျွန်တော်ဒီအစင်လာပိုင်းမှာဆိုလို့ရှိရင်စုစုပေါင်းတွေ့ဆုံခဲ့တာကဗျာ12ချိန်လေးရှိတယ်ဘရန်ဖို့က2ချိန်ပဲနိုင်ပြီးတော့
နယူကာဆယ်တင်ကတော့6ချိန်ထိကိုနိုင်ထားတယ်ဒါတပွဲကတော့တည်ရပေါ့လေအစင်တာပိုင်းမှာကတော့ဒါနယူကာဆယ်တင်ကပို့ပြီးတော့အသာစီးရထားတဲ့အနေအထားမျိုးလို့ပြောရမယ်ဖွင့်လှစ်ထားတဲ့ဒီပေါက်ကြီးကတော့နယူကာဆယ်တို့အနေနဲ့ Brentford အသင်းကို level 20ရှုံးကြေးပွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရဆိုတော့3လုံးကို90စာကြေးပွင့်ထားတာလည်းဖြစ်ပါတယ်တစ်ဖက်က Brentford အသင်းကလည်းလက်ရှိမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကဒါကောင်းနေဆိုပေမဲ့နယူကာဆယ်တင်နဲ့တွေ့လို့ရှိရင်အများကြီးလို့ရုံးကန်ရလေးရှိလို့ဒီပွဲရဲ့ရလက်ကလည်းကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့ 1-2 ဆိုတဲ့ပုံစံမျိုးလောက်နဲ့နယူကာဆယ်တင်ကပဲအနိုင်ရရှိဖို့များတယ်ဆိုတော့နိုင်လို့ရှိရင်လုံးဝကိုတရားအပြည့်ပျော်ရွှင်ရမှာဖြစ်ပြီးတရေဆိုလို့ရှိရင်တော့မဲဒါအနည်းငယ်ပဲနစ်နာမဲ့နယူကာဆယ်တင်ကိုပဲဒါပို့ပြီးတော့အကြိုက်တွင်ပြီးတယ်ပြီးတော့ပွဲစဉ်ရဲ့ရလက်ကလည်း3လုံးပြည့်ဖို့ကလည်းဒါတိတ်ပြီးတော့လည်းမခက်ခဲနိုင်တဲ့ပွဲစဉ်မျိုးလို့ပြောရမယ်3လုံးဆိုရင်90တိစားရမယ်ဂိုးအများကိုလည်းထပ်ပြီးတော့ဒါစဉ်းစားထားတဲ့ပွဲစဉ်မျိုးလည်းဖြစ်ပါတယ်နောက်ထပ် Crystal Palace နဲ့ Brighton တို့ရဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်ဒီပွဲကတော့မြန်မာစံတော်ချိန်ည8:00နာရီခွဲအချိန်မှာရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ် Crystal Palace အသင်းကတော့လက်ရှိဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ရလပိုင်းတွေကတော်လေးကိုကောင်းတယ်နောက်ဆုံးကစားခဲ့တဲ့3ပွဲမှာဆိုလို့ရှိရင်လည်း3ပွဲစလုံးကိုဂိုးပြက်တွေကြီးရာနှုန်းပြီးအနိုင်ရရှိအောင်ကစားထားတာလည်းဖြစ်ပါတယ်တစ်ဖက်က Brighton အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ Brighton အသင်းကတော့နောက်ပိုင်းပွဲစဉ်တွေမှာရလပိုင်းတွေကအနေငယ်ပြန်လည်ပြီးတော့စိုးဝါးနေတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့5ပွဲမှာ2ပွဲနိုင်1ပွဲတည်း2ပွဲရှုံးဆိုတဲ့ရလကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်ဒီနေ့သင်းမှာကလည်းထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးတွေ့ဆုံခဲ့တဲ့5ပွဲမှာဆိုလို့ရှိရင် Asian Crystal Palace အသင်းက2ကြိမ်နိုင် Brighton အသင်းကလည်း2ကြိမ်အနိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးကျန်တဲ့တစ်ကြိမ်ကတော့တရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်လက်ရှိအနေထားအရဆိုလို့ရှိရင်တော့ဒါနှစ်သင်းလုံးအနေနဲ့ခြေစွမ်းပိုင်းရောရလက်ပိုင်းမှာပါအလောက်ထိအောင်လည်းကွာခြားမှုတော့မရှိဘူးဒီပွဲကလည်းဖွင့်လှစ်ထားတဲ့ဒီပေါက်ကြီးရဆိုလို့ရှိရင်တော့ Crystal Palace အသင်းကပဲ Brighton အသင်းကို level 40ရှုံးကြေးပွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရဆိုတော့3လုံးကို40စာကြေးပွင့်ထားတာလည်းဖြစ်ပါတယ်တစ်ဖက်က Brighton အသင်းကလည်းလက်ရှိမှာဒါအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကအရန်ကြီးတော့လေဒါအားရစရာမရှိလာလို့ပြီးတော့ Brighton အသင်းရဲ့ဒီလက်ရှိဒီနှစ်ရာသီအဝေးကွင်းစွမ်းဆောင်ရည်ပိုင်းအရဆိုလို့ရှိရင်လည်း9ပွဲမှာ1ပွဲနိုင်1ပွဲတည်း3ပွဲတွေကိုရှုံးနေထားတာဖြစ်ပြီးတော့ရာကို9ဂိုးနဲ့ပေးကိုကတော့10ဂိုးတွေကိုဒါခွင့်ပြုထားရတယ်ဆိုတော့အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းကတော်တော်လေးညံ့တယ်လို့ပြောရမယ် Crystal Palace အသင်းကကြတော့အိမ်ကွင်းပွဲစဉ်ဒါ9ပွဲမှာ2ပွဲနိုင်3ပွဲတည်းရှုံးပွဲမရှိဘူးဒါရာကို10ဂိုးနဲ့ပေးကိုကတော့9ဂိုးပြန်လည်ပြီးတော့ခွင့်ပြုထားရလည်းဖြစ်ပါတယ်ဆိုတော့ဒါပဲလေးရဲ့အိမ်ကွင်းစွမ်းဆောင်ရေးပိုင်းကတော့ဒါမစိုးဘူးပေါ့လေဆိုတော့ဒီပွဲကလည်းကျွန်တော်ရဲ့အကြိုက်ဆိုရင်ပွဲစဉ်ရဲ့ရလက်က2-1ဆိုတဲ့ပုံစံမျိုးလောက်နဲ့ပဲ Crystal Palace အသင်းကကပ်ပြီးတော့အနိုင်ရဖို့များတယ်ဆိုတော့နိုင်လို့ရှိရင်လုံးဝကိုတရားပြည့်ပျော်ရွှင်ရမယ် Crystal Palace အသင်းကိုပဲဒါအကြိုက်တွင်းမိတဲ့ပွဲစဉ်ဖြစ်ပြီးပွဲစဉ်ရဲ့ရလက်ကလည်း3လုံးပြည့်ဖို့အတွက်ကဒါအရန်ကြီးတော့လည်းမခက်ခဲနိုင်တဲ့ပွဲစဉ်မျိုးဖြစ်လို့3လုံးဆိုရင်40စားရမယ်ဂိုးအများကိုလည်းအနည်းငယ်ထပ်ပြီးတော့ဒါစဉ်းစားထားတဲ့ပွဲစဉ်မျိုးလည်းဖြစ်ပါတယ်နောက်ထပ် Nottingham Forest အသင်းနဲ့ Leeds United အသင်းတို့ရဲ့ပွဲစဉ်ဟာဆိုရင်ဒီပွဲကတော့မြန်မာစံတော်ချိန်ည8:00နာရီခွဲအချိန်မှာရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ Nottingham Forest တို့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကတော်တော်လေးကိုကျဆင်းနေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ1ပွဲနိုင်2ပွဲတည်း2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားကပရီးမီးယားလိအမှတ်ပေးစရာရဲ့တန်းဆင်းဆုံးမှာရုန်းကန်နေရလည်းဖြစ်ပါတယ်။တစ်ဖက်က Leeds United အသင်းကိုကြည့်မယ်ဆိုရင်ဒါ Leeds United အသင်းကလည်းခြေစောပိုင်းရလဒ်ပိုင်းမှာပါပြန်လည်ပြီးတော့စိုးဝါးနေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ1ပွဲနိုင်1ပွဲတည်း3ပွဲထိကိုပြန်လည်ပြီးတော့ရှုံးနေထားတာလည်းဖြစ်ပါတယ်။ဒီနှစ်သင်းမှာကလည်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့9ပွဲမှာ Nottingham Forest အသင်းက2ကြိမ်နိုင် Leeds United အသင်းကလည်း2ကြိမ်အနိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးကျန်တဲ့တစ်ချိန်ကတော့တရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်။လက်ရှိအနေထားအရဆိုလို့ရှိရင်တော့နှစ်သင်းလုံးကတော့ဒါခြေစွမ်းပိုင်းရလက်ပိုင်းမှာပါအလောက်ထိတော့လဲဒါကွာခြားမှုတော့မရှိဘူး။ဖွင့်လှစ်ထားတဲ့ဒီပေါက်ကျဲရဆိုလို့ရှိရင် Nottingham Forest တို့အနေနဲ့ Leeds United အသင်းကို level 30ရှုံးကြေးပွင့်ထားတာဖြစ်ပြီးဂိုးပေါင်းအရဆိုတော့နှလုံးကို80ရှုံးကြေးပွင့်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်က Leeds United အသင်းကလည်းလက်ရှိမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကတော်တော်လေးကိုပြန်လည်ပြီးတော့စိုးဝါးနေတာဖြစ်လို့ဒီပွဲကတော့တမ်းမစင်ရဖို့အတွက်ဒါအစွမ်းကုန်အိမ်ခွင်းမှာနိုင်ပွဲရရှိဖို့ကြိုးစားလာမယ်အင်ရှင် Nottingham Forest အသင်းကိုပဲပို့ပြီးတော့အကြိုက်တွင်းမိတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။နောက်ထပ်ဒီနေ့တနင်္ဂနွေနေ့ညရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ Man City အသင်းနဲ့ Liverpool အသင်းတို့ရဲ့အားပြိုင်မှုပွဲစဉ်အားဆိုရင်ဒီပွဲကတော့မြန်မာစံတော်ချိန်ည7:00နာရီအချိန်မှာအရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ အင်ရှင်မန်စီးတီးတို့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့ဒါအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကပြန်လည်ပြီးတော့ကောင်းမွန်နေတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့3ပွဲမှာဆိုလို့ရှိရင်လည်း3ပွဲစလုံးကိုဂိုးပြတ်တွေစီကိုအနိုင်ရရှိအောင်ကစားထားတာလည်းဖြစ်ပါတယ်။တ
တစ်ဖက်ကလီဗာပူးအသင်းကိုကြည့်မယ်ဆိုရင်ဒါလီဗာပူးကလည်းနောက်ပိုင်းပွဲစဉ်တွေမှာတော့ရလပိုင်းတွေကပြန်လည်ပြီးတော့ကောင်းလာတယ်နောက်ဆုံးကစားခဲ့ဒီနှစ်ပွဲမှာဆိုလို့ရှိရင်လည်းအာစတန်ဗီလာရီယယ်မက်ဒရစ်တို့လိုအသင်းမျိုးတွေကိုအနာရရှိအောင်ကစားထားတာလည်းဖြစ်ပါတယ်ဒီနေ့သင်းမှာကလည်းထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင်မန်စီးတီးသင်းကတစ်ချိန်တိုင်းလီဗာပူးသင်းက2ကြိမ်အနာရရှိအောင်ကစားထားတာဖြစ်ပြီးကြံတဲ့2ကြိမ်ကတော့တရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်လက်ရှိအနေအထားအရဆိုလို့ရှိရင်တော့ဒါရလက်ပိုင်းမှာကတော့မန်စီးတီးသင်းကပို့ပြီးတော့တင်ငြိမ်မှုရှိတဲ့အနေအထားမျိုးလို့ပြောရမယ်ခြေစွမ်းပိုင်းအရဆိုလို့ရှိရင်တော့လည်းဒါအဲ့လောက်ထိတော့လည်းကွာခြားမှုတော့မရှိဘူးဒီပွဲကလည်းဒါထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာအမြဲတမ်းလိုအကျိတ်အနေနဲ့ရှင်ပြိုင်ကစားရလို့ရှိတဲ့ပွဲစဉ်မျိုးဖြစ်လို့ဒီပွဲကလည်းသေချာတယ်ပေါ့နော်ဒါအင်္ဂလန်ဒါဘီဆိုတော့တော်တော်လေးကိုကြည့်ကောင်းအောင်ပဲပွဲစဉ်ပဲဒဏ်ရာရတဲ့အပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါမန်စီးတီးမှာကရိုဒရီကိုဘာစစ်အပါအဝင်နှစ်ယောက်ကြုံတွေ့နေရတာဖြစ်ပြီးဒါပေမဲ့အဓိကကစားသမားတော်တော်များများကတော့ဒဏ်ရာပြဿနာကနေကင်းစင်နေရလဲဖြစ်ပါတယ်တစ်ဖက်ကလီဗာပူးအသင်းမှာဆိုလို့ရှိရင်တော့ဒါသူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့အီဆက်အပါအဝင်6ယောက်လောက်ကဒဏ်ရာပြဿနာကြုံတွေ့နေရတာလည်းဖြစ်ပါတယ်ဒီပွဲမှာလည်းအင်ကွင်းဝေးဝင်းစွမ်းဆောင်ရည်အနေထားအရဆိုလို့ရှိရင်တော့မန်စီးတီးတို့အနေနဲ့အင်ကွင်းပွဲစဉ်9ပွဲမှာ4ပွဲတိုင်းတပွဲသာရှုံးနေထားတာဖြစ်ပြီးယာကို73ဂိုးနဲ့ပေးဂိုးကတော့4ဂိုးပဲပြန်လည်ပြီးတော့ခွင့်ပြုထားရတယ်ဆိုတော့မန်စီးတီးရဲ့လက်ရှိဒီနေ့ယာဒီအင်ကွင်းပွဲစဉ်ကတော်တော်ကြီးကိုမိုက်တယ်ပေါ့နော်တစ်ဖက်ကလီဗာပူးကိုကြည့်မယ်ဆိုရင်ဒါလီဗာပူးကတော့အဝေးကွင်းပွဲစဉ်9ပွဲမှာ2ပွဲတိုင်း3ပွဲတွေကိုရှုံးနေထားကယာကို8ဂိုးနဲ့ပေးဂိုးကတော့9ဂိုးပြန်လည်ပြီးတော့ခွင့်ပြုထားရလည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲကလည်းမန်စီးတီးတို့အနေနဲ့အင်ကွင်းစွမ်းဆောင်ရည်ပိုင်ကောင်းတယ်ဆိုရင်လီဗာပူးကိုအသာစီးရဘူးဆိုတာကတော့လုံးဝကိုမလွယ်ကူဘူးဒါခက်ခဲနဲ့ကစားရမယ့်ပွဲစဉ်မျိုးပေါ့လေဖွင့်လှစ်ထားတဲ့ပေါင်ကျဲရဆိုလို့ရှိရင်တော့မန်စီးတီးတို့အနေနဲ့လီဗာပူးအသင်းကို level 90ရှုံးထိကိုကြေးဖွင့်ထားတာဖြစ်ပြီးဂိုးပေါင်းအရဆိုလို့ရှိရင်တော့3လုံးကို50ရှုံးကြေးဖွင့်ထားတာလည်းဖြစ်ပါတယ်တစ်ဖက်ကလီဗာပူးအသင်းကလည်းလက်ရှိမှာဒါအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကပြန်လည်ပြီးတော့ကောင်းမွန်လာတာဖြစ်လို့ဒီပွဲရဲ့ရလက်ကကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့1-1နောက်တူဆိုတဲ့ရလက်မျိုးလောက်နဲ့ပဲတရေရလက်ကိုပို့ပြီးတော့ဥတီသွားဖို့များတယ်ဆိုတော့ဒီပွဲကတော့ဒီတရေဆိုလို့ရှိရင်လုံးဝကို100ပြည့်ပျော်ရွှင်ရမယ်လီဗာပူးအသင်းကိုပဲပို့ပြီးတော့အကြိုက်သွင်းပြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်